ဒါလီစောပါဒီကနေ့အော်တိုဘာလ9ရက်နေ့နရီဇေယရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အေအေဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေဟာစစ်ကော်မရှင်ရဲ့စစ်ကူစစ်ကြောင်းတွေနဲ့စစ်တပ်ကာကင်းစခန်းကုန်းတွေကိုအပြတ်အသတ်တိုက်ခိုက်ရှင်းမှုပြီးတဲ့နောက်ကပ္ပစ14ရဲ့တမိုင်လောက်အကွာအထိကိုတိုက်ပွဲရောက်ရှိလာတဲ့ဆိုတဲ့သတင်းမောင်တော်မြို့မြောက်ပိုင်းတိုက်ပွဲတွေကဒဏ်ရာရအကြမ်းဖက်အစာအဖွဲ့ဝင်အနည်းဆုံး9ဦးကိုဘင်္ဂလားဒေ့ရှ်ကိုယူဆောင်သွားတဲ့တဲ့ကြောက်ဖြူမှာရေလုံသားတွေအပါအဝင်ရက်ကွက်နေဒေသခံအယောက်20လောက်ကိုစစ်တပ်ကဖမ်းဆီးတဲ့တဲ့တွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အာရခတပ်တော်အေအေဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာအမ်ပဒန်လမ်ဘော်ကစစ်တပ်ရဲ့စစ်ကူစစ်ကြောင်းတွေနဲ့ကာကင်းစခန်းကုန်းတွေကိုအပြတ်အသတ်တိုက်ခိုက်ရှင်းမှုပြီးတဲ့နောက်လက်ရှိနှစ်ဖက်တိုက်ပွဲတွေဟာကပ္ပစ14နဲ့ဇင်မွန်းရွာလက်နက်ကြီးအထိုင်စခန်းရဲ့တမိုင်လောက်အကွာကိုရောက်ရှိလာတာဖြစ်ပါတယ်။အေအေနဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကနယ်ရီကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကုန်းကြီးကိုဝိုင်းပတ်ပိတ်ဆို့ထားပြီးစစ်ကူနဲ့ရိတ်ခါတည်ဆောင်လာတဲ့စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နေတယ်လို့လည်းစီရေးသတင်းရင်းမြစ်တွေကပြောကြပါရယ်။လက်ရှိစစ်တပ်ကလေကြောင်းပစ်ကူစစ်ကြောင်းစစ်ကူတွေနဲ့တိုက်ခိုက်နေကြတဲ့ကြားကစခန်းငယ်အများပြားကိုလက်လွတ်ခဲ့ရတယ်လို့လက်ရှိမှာအမ်ပဒန်ရိုးတောင်ကျော်လန်ကနယ်ရီကန်တောင်မှာလေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကုန်းကြီးတစ်ခုပဲနောက်ဆုံးကျန်ရှိနေတော့တာဖြစ်ပါတယ်။စစ်ကော်မရှင်တပ်ရဲ့လက်ရှိထိုးစစ်တွေဟာအမ်မြို့ကိုဝင်ရောက်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့သူတို့ရဲ့စီရေးရည်မှန်းချက်တွေမအောင်မြင်သလိုနိုင်ရကန်လေးချောင်းရန်ကာကွယ်ရေးဗျူဟာကိုအေအေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲမကျရောက်စေဖို့အသေးအတန်ကြိုးပမ်းကာကွယ်နေကြရတာဖြစ်ပါတယ်။နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့မောင်တော်မြို့နယ်မြောက်ပိုင်းမှာအာရခတပ်တော်အေအေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းဒဏ်ရာရရှိသွားတဲ့အာဆာတပ်ဖွဲ့ဝင်9ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယူဆောင်သွားတယ်လို့အမည်မဖော်လိုတဲ့ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးအရာရှိတယောက်ကအတည်ပြုပြောဆိုပါတယ်။ဒဏ်ရာရအာဆာတပ်သားတဦးဟာတလင်းလာနေမနက်ပိုင်းကတက္ကနမြို့နယ်နေဆက်ကိုဖျက်ကျော်ပြီးစစ်ကူတာမှုခံယူဖို့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံထိကိုဝင်ရောက်လာခဲ့တယ်လို့တချိန်တည်းမှာပဲနောက်ထပ်ဒဏ်ရာရအာဆာတပ်ဖွဲ့ဝင်4ဦးဟာလည်းရင်ဒါဗင်ခရိုင်နက်ကျော့စရီမြို့နယ်ခေါင်းတုံးဒေသကနေဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုစစ်ကူတာဖို့ယူဆောင်လာခဲ့တယ်လို့ဆိုပါတယ်။သူတို့ကိုစစ်ကူတာဖို့ယူဆောင်လာတဲ့အပေါ်မှာအဲ့ဒီထောက်လှမ်းရေးအေဂျင်စီကအရာရှိကအတည်ပြုပြောဆိုခဲ့ပေမဲ့လည်းဗနေယာမှာစစ်ကူတာမှုခံယူနေတဲ့ဆိုတာကိုတော့ပြောဆိုဖို့ညှင်းဆိုခဲ့ပါတယ်။ AA နဲ့အာဆာ RSO တို့အကြားနေဆက်ဖြတ်ကျော်ကဘင်ဒါဗင်ခရိုင်အလေးခွာတောင်မြို့နယ်အမှတ်4တိုက်နယ်အနီးကမြန်မာနိုင်ငံလုံပန်ပရာနဲ့ဘူးသီးတောင်နေမြေတွေအတွင်းမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကြောင်း BGB သတင်းရင်းမြစ်တွေကပြောကြပါရယ်။အော်တိုဘာလ4ရက်နေ့ကအာဆာ RSO တို့ကဝေလန်ခေါ်အာရခတပ်တော် AA ရဲ့စခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့လည်းစခန်းကိုမသိမ်းပိုင်နိုင်ခဲ့ဘူးလို့ဆိုပါရယ်။ဒါပေမဲ့လည်းအာဆာ RSO နဲ့တချို့သောဒေသခံအဖွဲ့တွေကအတူတကွစစ်စင်ရေးတွေဆင်နွှဲနေကြတယ်လို့ဖော်ပြထားပါရယ်ရှင်။ရခိုင်ပြည်ကြောက်ဖြူမြို့မှာငါးဖမ်းထွက်တဲ့ရေလုံသားတွေအပါအဝင်ရက်ကွက်တွေကဒေသခံအယောက်20လောက်ကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူတွေဟာကြောက်ဖြူမြို့စပြင်းကွင်းရက်ကွက်ကရေလုံသားအမျိုးသား10ယောက်နဲ့ရက်ကွက်ထဲကလမ်းသွားလမ်းလာ10ယောက်ထက်မနည်းတို့ဖြစ်ကြပါဗျ။အောက်တိုဘာလ3ရက်နေ့ကကြောက်ဖြူမြို့နယ်စပြင်းကွင်းရက်ကွက်ကနေပိုက်သွားရှာတဲ့ငါးဖမ်းသမား10ယောက်ကိုစစ်တပ်ရဲ့ကမ်းခြေနဲ့စိတ်ကမ်းတွေမှာအဆောင်ချထားတဲ့ရဲနဲ့စစ်သားတချို့ကငါးဖမ်း area ကြော်ပြီးတော့ဖမ်းနေဆိုပြီးတော့ဖမ်းဆီးသွားတာဖြစ်တယ်လို့မြို့ခံအမျိုးသမီးတယောက်ကပြောပါရယ်။အော်တိုဘာလ4ရက်နေ့ကလည်းအေစီရင်အကြောင်းပြစစ်ဆေးကဒေသခံအမျိုးသား9ဦးနဲ့လမ်းသွားလမ်းလာဒေသခံတချို့ကိုဆွေးခေါ်ဖမ်းဆီးသွားတယ်လို့အမည်မဖော်လိုတဲ့အမျိုးသားတယောက်ကပြောပါရယ်။ဖမ်းဆီးသွားသူတွေကိုမြို့မရဲစခန်းမှာထိန်းသိမ်းထားပြီးငွေကြေးပေးလို့ရှိရင်ပြန်လွှတ်ပေးတယ်လို့လည်းမြို့ခံတွေစီကသိရပါရယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့တနင်္သာရီတိုင်းတဝယ်မြို့နယ်ထိုင်းမြန်မာနယ်စပ်ကထိခိဒေသမှာလေးတက်ရဲ့လေးချောင်းအန်ဒီရဲ့ကြောင့်ပြည်သူ350ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့သိရပါတယ်ကရင်အမျိုးသားအစည်းအရုံး KNU ဗိတ်တဝေခရိုင်ထီးမိုပွားနေမြေမေသမီခီကြီးရွာအတွင်းကိုမနေ့ကအောက်တိုဘာလ10ရက်နေ့မနက်အစောပိုင်းမှာစစ်တပ်ကဝိုင်တွဲလေရဲနဲ့ဘုံကျင်းမုံအကျဉ်းရေး10အတွင်းတ
120မမဘုံသီး40ကျော်ကြေးချခဲ့တာကြောင့်ပြည်သူလူထုပိုင်းနေအိမ်တွေနဲ့အဆောက်အဦတချို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဗိတ်တဝေခရိုင်ပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်အဲ့ဒီကြေးရွာအတွင်းကိုမနေ့ကနေ့လယ်2နာရီကျော်အချိန်မှာလဲစစ်တပ်ကဂျက်ဖိုက်တာနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလူထုပိုင်းပစ္စည်းဥစ္စာတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီးတော့ဒေသခံပြည်သူလူထု350ကျော်ဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်မရှင်ဟာသူတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေမြေတွေဖြစ်တဲ့ KNU ဗိတ်တဝေခရိုင်အုပ်ချုပ်ရာဒေသတွေအတွင်းကပြည်သူလူထုတွေကိုအကြောက်တရားဖြစ်ပေါ်စေဖို့အတွက်ရည်ရွယ်ချက်ရှိလေးချောင်းကနေပုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာရာဇဝတ်မှုခုံရုံးတစ်ကအရင်ဝန်ကြီးချုပ်ရှိတ်ဟာစီနာနဲ့အတူလူပေါင်း28ဦးကိုတရားစွဲဆိုရမှာထိပ်တန်းဘင်္ဂလားဒေ့ရှ်စစ်အရာရှိ25ဦးပါဝင်တယ်လို့ဒက္ကာမြို့အခြေစိုက် The Daily Star မှာဖော်ပြထားပါတယ်။ဒီတရားစွဲဆိုခံရတဲ့ထိပ်တန်းစစ်တပ်အရာရှိတွေအထက်မှာအငြိစားယူထားတဲ့စစ်ဗိုလ်ချုပ်တွေပါဝင်တယ်လို့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အဆင့်မြင့်ထိပ်တန်းစစ်အရာရှိတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဝန်ကြီးချုပ်ရှိတ်ဟာစီနာဦးဆောင်တဲ့အစိုးရရဲ့15နှစ်တာအုပ်ချုပ်မှုကာလအတွင်းရှုပ်ဝက်စွာဖမ်းဆီးထိန်းသိမ်းမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုအမှု2ခုအတွက်စစ်တပ်အရာရှိ23ဦးကိုယမန်နေ့ကတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။အမှု2ခုမှာတရားခံ9ဦးဟာစစ်တပ်ကအနားယူသွားတဲ့အရာရှိကြီးတွေဖြစ်ကြပြီးတော့73ဦးကတော့လက်ရှိတာဝန်ထမ်းဆောင်နေစဉ်တပ်မတော်အရာရှိတွေဖြစ်ကြတယ်လို့အစိုးရရှေ့နေတဦးက The Daily Star ကိုအတည်ပြုပြောဆိုထားပါတယ်။တခြားဗိုလ်မှူးချုပ်တဦးကတော့လက်ရှိအချိန်အထိစစ်တပ်မှာတာဝန်ထမ်းဆောင်စေလားဒါမှမဟုတ်အငြိစားယူထားသလားဆိုတာကိုတော့အသေးအချာမပြောနိုင်သေးဘူးလို့ဆိုပါတယ်။နောက်ထပ်တာရီယာအမှုအတွက်ကတော့နောက်ထပ်ထိပ်တန်းစစ်အရာရှိ2ဦးကိုတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။သူတို့ကတော့ဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ BGB ရဲ့အရာရှိဟောင်းဒုတိယဗိုလ်မှူးကြီးရိုဝနူအစ္စလမ်နဲ့ဗိုလ်မှူးမက်ဖရာဖတ်တို့ဖြစ်ကြပါတယ်။သူတို့နဲ့အတူရဲအရာရှိ2ဦးတို့ကိုလည်းပြီးခဲ့တဲ့နှစ်ဇူလိုင်လလူထုအုံကြွမှုအတွင်းလူ28ဦးကိုတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ဆိုကတရားဝင်ဆွေးချက်တင်ထားခဲ့တာလို့ဆိုပါတယ်။အဲ့ဒီအမှု3ခုအတွက်တရားစွဲဆိုခံထားရတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိတွေနဲ့အရာရှိဟောင်း25ဦးကိုမနေ့ကတရားဝင်ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။နရိစီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရိစီယာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရိစီယာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။